ဒီကနေ့ညနေ6နာရီကျော်လိုက်မှာသိလိုက်ရတဲ့သတင်းတစ်ခုကတော့ကျွန်တော်တို့အားလုံးပဲသိကြတဲ့အဆိုတော်ကြီးဂိုင်စာကွယ်လွန်သွားပြီဆိုတဲ့သတင်းပါပဲအဆိုတော်ကြီးဂိုင်စာရုတ်တရက်ကွယ်လွန်သွားခဲ့တာမဟုတ်ပါဘူးသူကဗီဒီယိုရီယာဆေးရုံမှာသူ့ရဲ့ကျန်းမာရေးအတွက်စိတ်ကူးသားမှုခံယူနေခဲ့တာအနေငယ်လဲကြားခဲ့ပြီဖြစ်ပါတယ်ဒီကနေ့ညနေပိုင်းမှာတော့သူစိတ်ကူးသားမှုခံယူနေတဲ့ရန်ကုန်မြို့ကဗီဒီယိုရီယာဆေးရုံကြီးမှာပဲသူချစ်တဲ့ပရိသတ်တွေနဲ့မိသားစုတွေကိုထားပြီးတော့နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်က1990နောက်ပိုင်းမှာမွေးဖွားခဲ့တဲ့သူတစ်ယောက်ပါဒါပေမဲ့ကျွန်တော်အဆိုတော်ကြီးဂိုင်စာရဲ့တေးသချင်းတွေကိုကျွန်တော်အတော်လေးနားရွာပြီးတော့ငယ်စဉ်ကလေးကနားထောင်မှုပါတယ်အထူးသဖြင့် Kiss Party တို့တူနကိုတိုင်းပြည်တို့လည်းပါတာပေါ့ဒါပေမဲ့တကယ်ကျွန်တော်ကြိုက်တဲ့သချင်းတွေကကြတော့မနိုးပါစေနဲ့မိုးရတို့တလုံးမဲ့တတိယနေမယ်ရင်ထဲမှာတို့အဲ့လိုတချင်းတွေပေါ့ဗျာကျွန်တော်တို့ကအဲ့ခေတ်ကလူငယ်တွေဆိုចောင်းသားတွေဖြစ်တဲ့အတွက်ဒီចောင်းနဲ့သက်ဆိုင်တဲ့တချင်းတွေတော်တော်များကိုတကယ်ပဲကြိုက်ခဲ့ကြတာပါအထူးသဖြင့်အခုမိုးရွာနေတယ်ဗျာပြောနေတဲ့ဥက္ကဋ္ဌထွက်သွားတာလဲမိုးတွေကြွာနေတဲ့အချိန်မှာပဲသူနှုတ်ဆက်ထွက်ခွာသွားတာဆိုတော့ကြောင်စင်းနဲ့ချိန်မိုးတဲ့မှာလွယ်အိတ်ကလေးနဲ့ကောင်းမလေးမိုးမင်းကြီးကိုမောကြည့်ပြီးတော့ငိုမဲမဲနဲ့မိုင်တွင်ငေးထီကလေးကိုအသာဖွင့်ပြီးသူ့အတွက်ကိုကသွားပေးအခုထိကိုကျွန်တော်တို့အလို့ရနေတဲ့သချင်းလေးတစ်ပုဒ်ဆိုရင်လည်းမမဟုတ်ဗျာအဲ့တော့ကျွန်တော်လက်လန်းပြီးသလောက်တီးသလောက်ဥက္ကဋ္ဌရဲ့အကြောင်းတွေကတော့ကျွန်တော်ဒီသူရေးသားတည်ဆိုခဲ့တဲ့တချင်းတော်တော်များများကိုပိုင်တန်စင်တချင်းတွေဖြစ်တာကိုသိရတော့တကယ်ကိုအမကန်လည်းဖြစ်ရပါတယ်တကယ်ကျွန်တော်တို့မြန်မာဂီတလောကအတွက်ကိုအင်မတန်မှဥက္ကဋ္ဌစွာကွယ်လွန်သွားခြင်းကတကယ်ကိုပဲမြန်မာကိုပိုင်တန်စင်တေးဂီတလောကကြီးအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အမှုပညာလက်ရာတွေကိုဖန်တီးကပီးတင်ပေးထားခဲ့တဲ့ဒေသရှင်တူဆုံးရှုံးသွားတာဆိုတော့အင်မတန်မှဝမ်းနဲ့ကြေခွဲဖို့ကောင်းပါတယ်ဂီတလောကတက်ရောသူထားရှိခဲ့တဲ့ပရိသတ်တွေအတွက်လည်းတကယ်ကိုမှကြေခွဲဝမ်းနဲ့စရာဖြစ်ပါတယ်ဥက္ကဋ္ဌကွယ်လွန်ချိန်မှာတော့အသက်65နှစ်ရှိခဲ့ပြီဖြစ်ပါတယ်ဥက္ကဋ္ဌကို1962ခုနှစ်ဖေဖော်ဝါရီ18ရက်နေ့မှာတဝယ်မြို့မှာမွေးဖွားခဲ့တဲ့တဝယ်သားလည်းဖြစ်ပါတယ်တကယ်လူမျိုးကတော့ရခိုင်လူမျိုးပါရခိုင်လူမျိုးတဝယ်သားပေါ့ဗျာတကယ်သူအောင်မြင်ခဲ့တဲ့ဒီဂီတနဲ့ပတ်သက်ပြီးအောင်မြင်ခဲ့တဲ့နှစ်တွေကတော့1980နှစ်အလွန်နေလို့ပြောရမှာပါ1989ကနေစပြီး1980နောက်ပိုင်းကာလတွေမှာအင်မတန်မှတဟုန်ထိုးနာမည်ကြီးလာခဲ့တဲ့တေးဆိုဂီတအနုပညာရှင်ဆိုရင်လည်းမမားပါဘူးသူတစ်ဖြစ်မေဆွီတို့ဘေခလောင်းနဲ့လည်းတကယ်စုံတဲ့တေးသချင်းတွေအောင်မြင်စွာနဲ့ကြော်ကြားစွာနဲ့ထုတ်လုပ်နိုင်ခဲ့တဲ့တေးသရှင်တူလည်းဖြစ်ပါတယ်နာမည်ရင်းကတော့ဦးညီညီဝင်းပါမြန်မာကိုပိုင်တန်စင်တွေကိုဖော်ကျူးပေးခဲ့တဲ့တေးသရှင်ဦးဂိုင်စာကွယ်လွန်သွားခဲ့မယ်လေသူရေးသားဖန်တီးခဲ့တဲ့သချင်းတွေကတော့ပြည်သက်တွေရဲ့ရင်ထဲမှာနှစ်ပေါင်းများစွာတိုင်နေရာချီတိုင်ဆက်လက်ပြီးတော့ရှင်သန်ဆွေးမြဲနေဦးမှာပဲဖြစ်ပါတယ်အဲ့တော့ကိုပိုင်တန်စင်တွေကိုဖော်ကျူးခဲ့တဲ့ဒေသရှင်ဦးဂိုင်စာတကယ်ပဲမြန်မာကိုပိုင်တန်စင်တေးဂီတာလောကကြီးအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အနုပညာလက်ရာတွေကိုခြံထားခဲ့ပြီးတော့ကွယ်လွန်သွားခဲ့တာဟာတကယ်မှပရိသတ်တွေမိသားစုဝင်တွေနဲ့ထပ်တူဝမ်းနဲ့ကြေခွဲပဲဖြစ်ရတာကြောင့်ဒေသရှင်ရဲ့ဝိညာဉ်ငြိမ်းချမ်းရာကိုရောက်ရှိပါစေလို့ဆုတောင်းမြတ်တာလဲပို့တာအပ်ပါတယ်အခုဒီဥက္ကဋ္ဌဆုံးပါသွားတဲ့အကြောင်းလေးကိုပြောပြတာလဲကျွန်တော်ကဒီဂီတနဲ့ပတ်သက်ပြီးဘာမှသိတက်လို့ပြောတာမဟုတ်ဘဲနဲ့ပရိသတ်တူအနေနဲ့ပဲပြောတာဖြစ်တာကြောင့်စကားအမှားတွေပါသွားရင်လည်းခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်ပြီးတဲ့အခါမှာလည်းကျွန်တော်နဲ့ထပ်တူအခုလိုမျိုးကြည်နေတဲ့ဒီ viewer တွေအနေနဲ့လည်းဥက္ကဋ္ဌနဲ့ပတ်သက်ပြီးတော့ကိုအမှတ်တရရှိခဲ့တဲ့သချင်းလေးတွေဟာဘယ်သချင်းလေးတွေဖြစ်မလဲဆိုတာကိုတကယ်လို့စိတ်ထဲကအဆင်ပြေတယ်ဥက္ကဋ္ဌအပေါ်ကိုလည်းချစ်ခင်မြတ်နိုးတယ်ဆိုလို့ရှိရင်တယောက်ချင်းစီရဲ့ကြိုက်နေတဲ့အကြောင်းအရာလေးတွေကိုဒီ comment box လေးမှာဒီ comment လေးမှာရေးပေးခဲ့ပေးဖို့လည်းတကယ်မှတောင်းဆိုပါရစေဒေသရှင်ဥက္ကဋ္ဌလည်းကောင်းရာဒုက္ခရီတို့ရောက်ရှိပြီးငြိမ်းချမ်းရာကိုရောက်ရှိပါစေလို့မိသားစုတွေနဲ့ထပ်တူဆုတောင်းမေတ္တာပို့တာအပ်လိုက်ပါတယ်ခင်ဗျာ